Ramling ကပါကျွန်တော် case ကပြဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့ survival series အစ်စ်ပါလားဒါတော့ကျွန်တော်ရဲ့ survival series အစ်စ်ဖြစ်တဲ့ survival memory ပဲဖြစ်ပါတယ် okay ကျွန်တော်ဗီဒီယိုမတင်တာကြာပြီဆိုတော့အခုပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုစလိုက်အောင်ဒါပေမဲ့အခုပြောချင်တာကကျွန်တော်ဒီဗီဒီယိုကိုအကောင်းဆုံးကြိုးစားတာမို့ကျွန်တော် like and subscribe နှိပ်ခဲ့ပေးကြပါအားလုံးကျေးဇူးတွေပဲတင်ပါတယ် okay ပါပြီးတော့ကျွန်တော်ပြောတာတစ်ခုရှိတာကဒီဟာကိုကျွန်တော်ကြိုးစားပန်းစားလုပ်လာတယ် time lapse တွေလည်းပါတယ်အကောင်းဆုံး survival ဆော့လာတယ်ဒါကတော့ကျွန်တော်ဆော့နေတဲ့အခု Minecraft version ကတော့ 1.20.61 ပါ okay အဲ့လိုဗီဒီယိုစရအောင် let's go okay ဆိုတော့ကျွန်တော်အခုဆိုတော့ကျွန်တော် survival လေးရောက်စီလာပြီပါတယ် okay ဆိုတော့ကျွန်တော်တင်မခောက်ခင်ကျွန်တော်တိုးရင်စားမယ်ဒါပေမဲ့လည်းတိတ်ရင်ခေါက်လိုက်တာပဲကောင်းပါလေဘာလို့ဆိုတော့ခါနေ okay တစ်ခောက်ခင်မှာကျွန်တော် stain လေး change ချင်တာပေါ့နော်ခဏဘူးခဏအဲ့ဒီဟာကိုကျွန်တော်အမြင့်ဆုံးတင်လိုက်မယ်ဟုတ်ကဲ့ပြီးတော့ဒီဒါကိုကျွန်တော်နည်းနည်းမြင့်လိုက်မယ်ဒီကြည့်အဝေးမြင့်ကြည့်တာကို okay ဆိုတော့ကျွန်တော်ဥဆုံးတော့ကျွန်တော် AC လေးတစ်ခေါက်လိုက်ရပြီ setting နဲ့ချိန်လိုက်ပြီဆိုတော့ let's go ခုံးမှာဒီပင်စီပြက်တွေပဲခုံးလိုက် okay ဆိုတော့ဆက်ခုံးမယ်ဒီ batch တတားမှာကျွန်တော်ခုံးမယ်ဟိုမှာတိုးတွေ့တယ်လက်ပလာနဲ့ပဲဝင်ကြောင်းအောင်ရကြောင်းကျွန်တော်နောက်ဆိုရင်ကျွန်တော်အဲ့ရမရှိကျွန်တော်တေသွားနိုင်တယ်အဲ့လိုဖြစ်အောင်မကြတော့ကျွန်တော်အရင်ဆုံးတိုးမွေးလေးအရင်ဆုံးစခွက်လိုက်ဓာတ်တလက်လောက်မယ်အရင်ဆုံးဓာတ်လောက်ပြီးရင်ကျွန်တော်အစာတွေအရင်ဆုံးစမယ်တိုးရင်တက်အောင်ပါနော်တိုးတက်ပြီးမှကျွန်တော်ဘာညာကွက်လေး cobblestone လို့ပါတူးမယ် okay ဆိုတော့ကျွန်တော်မှာ credit ပဲဝင်မယ်ဆော့လုပ်မယ်ဒီတော့တောက်ချောင်းတော့ step လေးလောက်အောင်မယ် step လုပ်ပြီးရင်မှာဆော့ယူလိုက်မယ် okay ဆိုတော့ကျွန်တော် credit ပဲမှာမှတ်ထားခဲ့တော့ညမှာစီတဲ့တိရစ္ဆာန်တွေတတ်မယ်တိုးတွေတတ်မယ်ငါဂုံနဲ့နေတယ်ဗျ okay ဆိုတော့ရပြီဆိုတော့မှာလိုက်တက်တက်နေရပြီလို့ဒီတန်းကငါးတွေမစားကျွန်တော်အဓိကစားချင်တာတိုးမွေးတွေလိုချင်တာအဲ့ရမှာကျွန်တော်လိုက်စားမှာတိုးမွေးပဲအဓိကဒီနားမှာ village နေစီမှာမသိမရှိတော့အဲ့တော့ bunch တော် for လိုက်စီဖြစ်တော့ကျွန်တော်အပေါ်ကအဲ့ဒါဟိုဖြစ် simple ကျွန်တော် simple graphic ဖြစ်နေအဲ့ဒါကျွန်တော်ပြန်လုပ်ရမှာဗျကျွန်တော် fancy graphic အဲ့ဒါကျွန်တော် simple graphic တလုပ်လာခါနေကျွန်တော်တူးပြမယ်ကျွန်တော်တူးလိုက်စားကြည့်နေအောင်မရှိကျွန်တော်တူးပြโอเคကျွန်တော်တူးလိုက်မယ်တလားဆက်ချင်းသူဒီ realistic စံလာတော့ဘယ်လိုမျိုးပြောအကုန်လုံးရမှာမသိဒီနားအဲ့လိုတွေဖြစ်စိတ်ညစ်ကျွန်တော် CV graphic တပြောင်းလိုက်ရတယ် okay ဆိုတော့ဒီမှာကျွန်တော်ဗာလဲမိလက်ပြဒါအခုဆိုရင်ကျွန်တော် 1.20 ဆိုတော့ miss ရဲ့ item ပါဒီ miss item လို့ကျွန်တော် chain နေစီcopper နေရဘယ်လိုခေါ်လဲအဲ့ဒါကျွန်တော်မခေါ်တတ်ဘူးအင်းနေရာလေးစီကျွန်တော်နောက်ဆိုရင်နောက် episode တွေကြာသွားအောင်လား episode 1 okay ဆိုတော့ဒီလိုပြန်တင်တာအောင်လားကျွန်တော်ចောင်းကြီးတဲ့ပိတ်ပါဆိုကျွန်တော်ចောင်းကြီးပိတ်တဲ့တင်မှာတင်တိုင်းတက်နေရလို့ပါဗီဒီယိုလည်းတိတ်မတင်ဖြစ်ဘူးပေါ့ပြင်းလာတယ်ပါတယ်ပေါ့ okay ဆိုတော့ကျွန်တော်အခုကျွန်တော် resort item လေးတွေကျွန်တော်စာပြီးလို့ရှိရင်ဘယ်လိုလဲပြန်တင်မယ် okay let's go okay ဆိုတော့ကျွန်တော်အခုခုနကဘလို့ကျွန်တော်ပြောနေတဲ့ဒီတိုးမွေးလေးတွေတွေ့ပြီပါနော်ကျွန်တော်ပြောပါတယ်တိုးမွေး6ခုလောက်တွေ့တယ်ပေါ့တိုးတွေတော်တွေ့တယ်ဗျကျွန်တော်ဒီဘက်နာမှာတော်တော်တွေ့တယ် okay အခုကျွန်တော်နေမန်းနေရလဲစာအောင်မယ်အခုနေမန်းနေရတော့မတွေ့သေးဘူးဆူကာခင်းတွေ့တော့တွေ့တူသွားလိုက်မယ်ကျွန်တော်ဆူကာခင်းဆိုအရန်ကြိုက်ဘာလို့လဲနောက်ဆုံးဆိုကျွန်တော်နောက်တစ်ခါဆူကာခင်းနဲ့ဆိုင်လို့ရှိရင်အချန်နေ bot တွေအချန်နေတီးပဲဒီအချန်နေဒီ bot kiss တွေလောက်ရမယ်လားအဲ့ခါကျလေတာတော့လူမဟုတ်လားမှာဆိုရင်ကျွန်တော်ပက်ပါတွေပါလိုတယ်ပက်ပါတွေပါလိုတယ်ဆိုကြောင့်ဒီဆူကာခင်းမှာအရင်ဆုံးတူးတာတိတ်တောင်လေးကြုံသုံးလေးပါဟိုဘက်မှာလည်းရှိတယ်ဗျဟိုဘက်အရင်ဆုံးသွားခြင်းကြော်ကြားရနေရဆိုကျွန်တော်နေဗျကျွန်တော်လူချင်တာကျွန်တော်ဘယ်လိုအိမ်မျိုးစားကြိုက်တယ်ဆိုတော့ကျွန်တော်မောင်တိန်တက်လားမောင်တိန်ကျွန်တော်တောင်ထဲမှာကျွန်တော်ဖောက်ပြီးဆောက်တဲ့အိမ်လေးကြိုက်အားကြောင့်မို့ကျွန်တော်ဒီခေါက် episode မှာကျွန်တော်အဲ့လိုမျိုးအိမ်မဲဆောက်မယ်ဆိုတော့အခုကျွန်တော်ခုနားနေရာလေးမှာမောင်တိန်စီအောင်မရှိတော့ထင်တာပဲအဲ့ဒါတော့မကြိုက်ကျွန်တော်ဆူကာကင်းတွေ့တော့ကျွန်တော်သိယူမယ်
let's go ကြည့်မယ် okay ဆိုတော့ကစုကခင်းနေတွေ့တယ်တူမယ်ဒါလည်းကြိုးတော့မှာကျွန်တော်တို့အခုမှစီတယ်ဟာနားဟာကျွန်တော် record လာတာဗျာပြတ်သွားတယ်အဲ့လိုမျိုးတောင်းမှပါတယ်ကျွန်တော် record ပြတ်သွားလို့ပါ okay ကျွန်တော်ဂူဂူတော့မှကျွန်တော် cobblestone ထိုးလို့ဖို့ကျွန်တော် furnace တို့ပါလို့ခိုးနေတွေ့တယ်ပေါ့ခုနအဲ့ဗါလဲစုကခင်းနာဂူလေးပဲပေါ့တိတ်လေးပဲကျွန်တော်ဝင်တူးမယ် let's go တူးလိုက် cobblestone ဒီ biggest တို့ as တို့ပါလို့မယ် okay အခုဆိုကျွန်တော် resort item တွေများနေပြီဆိုတော့ကျွန်တော်နေမဲ့နေရာတွေတစ်ခုလိုက်စားတောင်ပေါ့တောင်မျိုးစားတစ်ခုစားရမယ်ဟိုဘက်နားမှာမနီးမွေးနားမှာတောင်လို့ရှိရင်ဒီဘက်မှာတော့မရှိဘူးကျွန်တော်တိုးလေးတွေ့တယ်တက်လိုက်အဲ့ဒီတောင်ဖောက်ပြီးဆောက်လို့ရတယ်ဒီဘက်ဆိုကျွန်တော်မျက်စိမယ်ဟိုဘက်မှာကန်းလေးရှိမယ်ဗျာကျွန်တော်စပွန်ခဲ့တဲ့နေရာတွေပေါ့ဒီဘက်တောင်လေးစီကျွန်တော်သွားကြမယ် let's go ဒီတောင်မှာနေကောင်းမလားတော့ကျွန်တော်မသိဘူးဗျာဆိုတော့စတာအခုကတော့ကျွန်တော်အိမ်မဆောက်တွေကိုတောင်နည်းနည်းပဲဖောက်လာကျွန်တော်ကြာပဲတစ်ခုလောက်ရပါမယ်ရသွားပြီးတော့ကျွန်တော်တို့ဒါပဲပေါ့ဗီဒီယိုတားစီလို့မရဘူးဗျာကျွန်တော်ဒီဗီဒီယိုရိုက်လာကျွန်တော်12မိနစ်စာကြော်ပဲစီတယ်15မိနစ်အထက်ရယူစီဘရိုဟိုဖြစ်လို့ကျွန်တော်က official account မဟုတ်ဘူးဗျာ account ကလုံးမှာကျွန်တော် official account လုပ်ဖို့ကတော့ဖုန်းနံပါတ်ပါလို့အဲ့ဒါကြောင့်မလုပ်တော့အခုဆိုရင်ကျွန်တော်ဒီနေရာလေးနည်းနည်းကောင်းအောင်လိုက်မယ်ဘရိုနည်းနည်းမိုက်โอเคအခုလုံးနေတန်းနိုင်တယ်မိုးချောတော့ကျွန်တော်အိမ်မယ်ဟာဘာလို့အိမ်လို့မရဟောရပြီနည်းပါနော်ကျွန်တော်အဲ့ရနဲ့ဝီးသွားလို့ဖြစ်မှာပေါ့စာတန်ပေါ်လာဆိုတော့โอเคဆိုတော့ကျွန်တော်ဒီမှာချက်လေးထားတာလဲနည်းနည်းနေရာလေးတွေဆင်းရအောင်โอเคဆိုတော့ကျွန်တော်နေရာဆင်းလိုက်နည်းနည်းပေါ့ကျွန်တော်ဒီမီပုံတစ်ခုကကျွန်တော်လက်မှာကောက်ထည့်လာတယ်အခုကျွန်တော်အာယွန်ဖို့ကျွန်တော်ဒီနေ့ကိုကတော့နောက်ခုပါနော်ကျွန်တော်ဤနေရာလေးကိုမောင်တိန်မှာလောက်ရမယ်ပြီးလို့ရှိရင်အာယွန်ဖို့အောင်မှာစားရမယ်အာယွန်ထိုးတွေအပြည့်ရတော့โอเคဆိုတော့ကျွန်တော် kif တဲကိုရှင်းမယ်ကျွန်တော်စပွန်ခဲ့တဲ့ခုနကလေ kif တလားဒီ kif တဲမှာကျွန်တော် kif mine တူးတာတော့ကျွန်တော်အစေးတော့မပြတော့တော်ကြာအောင်ကြောက်လို့ကျွန်တော်တူးပြီးတော့တကယ်တော့ iron တွေရခဲ့လို့ရှိရင် Bruno နဲ့ပြန်တွေ့မယ်โอเคဆိုတော့ကျွန်တော်နည်းနည်းပါးဆင်းလာတော့ပြလိုက်မှာโอเคကျွန်တော် monster တွေတိတ်မတွေ့ဘူးဒီ creeper တို့ပါလို့ skeleton တို့ပြစ်တယ်ပြောမှဒီကောင်တွေရောက်လာတယ်အဲ့မှာဒုက္ခဆရောက်တာပဲရောက်နေဟာပေါက်ပြီး creeper ဟာပြုတ်ကြပြန်တက်မျိုးလုံးစီလုံးအကုန်လုံးတီအောင်လိုက်မယ်ကျွန်တော်ဒီပေါ်နားမှာနေပြီးတော့အစာလေးရော့လို့ပြန်စာနည်းနည်းစားလိုက်မယ်ကျွန်တော်စားပြီးဆက်စင်မယ်ကျွန်တော်စင်းတာနည်းနည်းပြဘူးအာယုံတွေကတော့စကလက်တာလှမ်းပြက်နေဘဲရမယ်မှောင်းမတွေ့ကျွန်တော်အာယုံဆိုတော့ခုမှမရတယ်အဲ့ကျွန်တော်အဲ့ဒါကြောင့်မို့စီးရမလုံးနိုင်ပါဘူးလို့ကောင်းတီးမယ်ဝင်တီးမယ်လေဒါနဲ့ဦးချတီးပါဒီကောင်တီးပါဟိုမှာစကလက်ကောင်ထပ်တွေ့ရဘူးဒီနေ့ဆောက်နောက်နေ့ဆောက်တာနေ့ဆောက်တာအစာကြည့်လိုက်အစာနည်းနည်းစားလိုက်โอเคဆိုတော့ဟိုနာမှာအာယုံတွေ့တယ်ဘရိုအာယုံနည်းနည်းပါတူးလိုက်စကလက်ဒါတော့ကျွန်တော်ကြည့်နေဘယ်လိုလဲတတ်မှာမသိโอเคတူးလိုက်โอเคဆိုတော့3တုံးလောက်စီမယ်ဗျ3တုံးလောက်စီမယ်โอเคဆိုတော့ကျွန်တော်အပေါ်ပြန်တက်မယ်နောက်ပြီးပြန်တွေ့ကြမှာလို့ဒါဆိုတော့ကျွန်တော်အာယုံနဲ့တူပြီးအိမ်ပြန်ရလာပြီနေရောင်လည်းရောက်နေပြီโอเคကျွန်တော် chest တွေသူတို့ထားရတယ်ပြီးတော့ကျွန်တော်အာယုံရခဲ့ပါပြီအာယုံဖွားမှာပြည့်ပါပြီအာယုံထိုးရရပြီကျွန်တော်ဒါချိလိုက်တာမဟုတ်ဘူးဘရိုကျွန်တော် record အဲ့တော့ဒီအစီမပြနိုင်ဘူးအားလုံးတောင်းမှပါတယ်ကျွန်တော်ချိတာတော့မဟုတ်ဘူးဒီမှာအာယုံနေစီတယ်ကျွန်တော်ကြူထားတာပြီးတော့ဒီ chest တဲမှာလည်းစီတယ် copper တို့ပါလို့စီတယ်ကျွန်တော် random နဲ့ Twitter ရောက်လာတော့ကျွန်တော်လာမာလီဒီပါတက်လိုက်တက်ပြီးတော့ကျွန်တော်ဒီ leaf တစ်ခုကြူလိုက်သွား leaf နှစ်ခုကျွန်တော်အခုကတော့ကျွန်တော်ရဲ့ Thailand စားရမယ်ပေါ့နော်ကျွန်တော်ဒီနားမှာတောင်ဖောက်မယ်ဒီနားလေးကိုကျွန်တော်နည်းနည်းဆင်းမယ်โอเคဆိုတော့โอเคကျွန်တော်နည်းနည်း draw မှာတက်လိုက်ကျွန်တော် try တစ်ခုရခဲ့တယ်ထည့်လိုက်မယ်ကျွန်တော် try တဲ့လေးကိုနေရာတစ်ခုမှာထည့်မယ်โอเคဆိုတော့မကြခင် Thailand စားတော့မယ် Thailand စားတော့ပါမယ် Thailand Thailand
Okay ဆိုတော့ကျွန်တော်အခုဆိုတော့ကျွန်တော် Thai last တက်ပြီးပါပြီကျွန်တော်စောက်ရကျွန်တော်နောက်မှာတက်တာဘလို့ကျွန်တော်စောက်သွားပြီ iPhone မှာလည်းရပါပြီအဲ့ဒါစောက်သွားပြီကျွန်တော်ပစ္စည်းအကုန်ဆုံးသွားပြီအဲ့ဆိုတော့ကျွန်တော်ဗီဒီယိုနှောက်စားတော့ပါကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးခဲ့တဲ့လူတို့အားလုံးကျေးဇူးတင်ပါတယ်နောက် episode 2မှာပြန်ကြည့်ကြမယ်ဘိုင်ဘိုင်အားလုံးကို